ကန်နာနှင့်သူ၏တပ်ဖွဲ့ဝင်များသည်တည်ယူပို့ဆောင်ရေးလှေပေါ်တွင်ရှိနေစဉ်ပြင်းထန်သောပစ်ခတ်မှုများနှင့်ကြုံတွေ့ရသည် ပြင်သစ်တပ်များကထိုဒေသကိုဝန်းရံထားသည့်တပ်ဆင်ထားသောအမြောက်၅လက်ကိုဖျက်ဆီးပြီးသည့်နှင့်ဥမင်လိုင်ကောင်းအတွင်းရှိဂျာမန်အမြောက်များစီသို့အပြေးလွှားသွားရန်ဗိုလ်မှူးကသူတို့ကိုညွှန်ကြားသည် ရုပ်ရှင်သည်ဒုတိယကမ္ဘာစစ်မစတင်မီတွင်အစပြုထားပြီးဆွီဒင်သည်အခြားဥရောပနိုင်ငံများနည်းတူကြားနေရေးစာချုပ်ကိုလိုက်နာခဲ့သည် ဒင်းသည်ဂျာမန်လက်နက်လုပ်ငန်းတွင်သူတို့သည်ဆွီဒင်နိုင်ငံကီရူနာမှတဆင့်နယ်စပ်ကိုဖြတ်ကာနားဗစ်မြို့သို့ရထားဖြင့်တည်ယူပို့ဆောင်ကြသည် ဗြိတိန်ဝန်ကြီးချုပ်ဝင်းစတန်ချာချီကဂျာမန်တို့အရင်းမြစ်များမရရှိစေရန်ထိုတည်ယူပို့ဆောင်ရေးကိုရပ်တန့်ပစ်ရန်မှာအလွန်အရေးကြီးသည်ဟုယုံကြည်ခဲ့သည် 1940ပြည့်နှစ်ဧပြီလ10ရက်နေ့တွင်ဗြိတိန်ရေတပ်ကနော်ဝေရေပိုင်နက်အတွင်းမိုင်းများထောင်ခဲ့သည် နားဗစ်မြို့သားဂန်နာရော့ဖ်သည်နော်ဝေ၏ကြားနေရေးတပ်ဖွဲ့ဝင်တဦးဖြစ်သည် သူနှင့်သူ၏ရဲဘော်များသည်ကြားနေရေးစာချုပ်ချိုးဖောက်ခံရသည်ကိုမသိရှိဘဲနားဗစ်သို့ကင်းဆောင်ရန်ပြောင်းရွှေ့ခံရသည် ကမ်းပေါ်သို့ရောက်သောအခါဂန်နာကိုတကောင်ရန်အချိန်တွင်တပ်စခန်းသို့ပြန်လာရန်အထက်လူကြီးကညွှန်ကြားသည် သူသည်သူ၏ဇနီးအင်ဂရစ်ဝန်ထမ်းအဖြစ်အလုပ်လုပ်ပြီးဂျာမန်ကောင်စစ်ဝန်ဖရစ်ဝါဆိုအတွက်စကားပြန်လုပ်ပေးနေသော Royal Hotel သို့ပြေးသွားသည် အင်ဂရစ်အလုပ်ပြန်မခေါ်မီအချိန်ခဏအတွင်းရိုမန်တဆန်ဆန်ပြန်လည်ဆုံတွေ့နိုင်ရန်ဇနီးမောင်နှံနှစ်ဦးသည်ဟိုတယ်မီးဖိုချောင်ထဲသို့ခိုးဝင်ခဲ့ကြသည် ထို့နောက်သူသည်သူ၏ဖခင်အက်စလက်ဆောက်ရှောက်ထားသော6နှစ်အရွယ်သားဖြစ်သူအိုလီ၏မွေးနေ့အတွက်အံ့အားသင့်စေရန်နောက်ဖေးပေါင်းမှထွက်ခဲ့သည် နောက်ပိုင်းတွင်အိမ်၌ကျင်းပပြီးနောက်အင်ဂရစ်ရောက်လာကတားဖြစ်သူအိယာဝင်ချိန်တွင်သူတို့နှစ်ဦးချစ်တင်းနှီးနှောခဲ့ကြသည် သို့တော်လည်းဂန်နာသည်အချိန်ပိုနေမိပြီဖြစ်ကြောင်းတတိယသွားပြီးဇနီးဖြစ်သူကိုအလင်းအမြန်နှုတ်ဆက်ခဲ့သည် တပ်စခန်းသို့ပြန်ရောက်ရမည့်အချိန်ထက်4နာရီနောက်ကျပြီးနောက်စိတ်ကမ်းသို့ရောက်ရှိရန်နော်ဝေသင်္ဘောများကိုစတင်နှိမ့်မြုပ်နေသောဂျာမန်စစ်သင်္ဘောများကျူးကျော်ဝင်ရောက်လာကြောင်းတပ်ကြပ်ကသူ့ကိုချက်ချင်းအကြောင်းကြားသည် သင်္ဘောတစ်စင်းနားဗစ်သို့ဆိုက်ကပ်လာသည်နှင့်အမျှဂျာမန်တပ်ဖွဲ့များနှင့်ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားသည် သူသည်စစ်သားများနှင့်စုဝေးချိန်တွင်ဗိုလ်မှူးကြီးကတပ်မှူးနှင့်ညှိနှိုင်းပြီးနော်ဝေတပ်ဖွဲ့များကိုဆုတ်ခွာရန်အမိန့်ပေးခဲ့ရာဂန်နာမှနားမလည်နိုင်အောင်ဖြစ်ခဲ့ရသည် မိုးလင်းသောအခါဂျာမန်စစ်သားများက Royal Hotel ကိုသိမ်းပိုက်ပြီးရှိနေသောဧည့်သည်များကိုနှင်ထုတ်ကာခိုလုံခွင့်တောင်းသောအချိန်တွင်အင်ဂရစ်သည်အလုတ်ဆင်းရန်ပြန်ရောက်လာသည် အခြေအနေကြောင့်စိုးရိမ်ထိတ်လန့်နေတော်လဲသူမသည်ကောင်စစ်ဝန်ဝါဆို၏တောင်းဆိုချက်များကိုဘာသာပြန်ပေးကာစစ်သားတဦးချင်းစီကိုအခန်းနှင့်အစားအစာများပေးအပ်ခဲ့သည် နောက်ပိုင်းတွင်ထမင်းစားခန်း၌ဗိုက်စာနေသောဂျာမန်စစ်သားနှစ်ဦးကိုဧည့်ခံပြီးနောက်သူမသည်ဗြိတိန်ကောင်စစ်ဝန်ဂျော့ဂျစ်နှင့်သူ၏လုပ်ဖော်ကိုင်ဖက်ဂျိုင်းရော်မီလီတို့ကိုဟိုတယ်ဝန်ထမ်းပျော့၏အကူအညီဖြင့်မီးဖိုချောင်နောက်ဖေးမှတဆင့်တောင်ပေါ်ရှိဝေးလံသောတဲခိုဆောင်တစ်ခုတွင်ပုံအောင်ရန်ကူညီပေးခဲ့သည် ထို့နောက်သူမအိမ်ပြန်ရောက်သောအခါဂန်နာနှင့်နော်ဝေတပ်သားများမှလက်နက်ချရန်ညှင်းဆိုခဲ့ကြောင်းအက်စလက်ကပြောပြသည် ဂျာမန်တို့၏စောင့်ကြည့်မှုအောက်တွင်ယထာတန်လန်းအတိုင်းချီတက်သွားကြပြီးနောက်မကြာမီမှာပင်သူတို့သည်အိမ်မှထွက်ခွာကာကူးတို့သင်္ဘောကိုစောင့်ဆိုင်းရန်ခရီးထွက်ခဲ့ကြသည် ကံမကောင်းစွာဖြင့်ရောက်ရှိချိန်တွင်ဂျာမန်စစ်သားများကအရက်သားများကိုသင်္ဘောပေါ်တက်ခွင့်မပြုကြောင်းပြောကြားခဲ့သဖြင့်သူတို့မျိုးမှထွက်ခွာခွင့်မရဘဲဖြစ်ခဲ့သည် မိသားစုကယထာစီရန်အခြားအစီအစဉ်တစ်ခုပြုလုပ်နေစဉ်ဂန်နာသည်နော်ရဲတရားအောက်တွင်ဝတ်ထားသောရန်ဘီလူများနှင့်ပတ်သက်၍သူ၏ဖခင်ထံဖုန်းဆက်မေးမြန်းသည် သူ၏အထက်လူကြီးများကတန်တတုရိုင်းတည်ယူမှုကိုရပ်တန့်ရန်တရားကိုဖောက်ခွဲပြစ်ရန်အခိုင်အမာဆုံးဖြတ်ထားတော်လဲတက်ကြက်လေးဂန်နာသည်ဝင်ရောက်လာသောယထာပေါ်တွင်သူ၏ဇနီးနှင့်သားပါလာသည်ကိုတိလိုက်ရသဖြင့်အံ့အားသင့်သွားသည် သို့တော်လည်းသူသည်ဝေခွဲမရဖြစ်မနေပဲဖောက်ခွဲရေးပစ္စည်းများပြင်ဆင်ရန်ညွှန်ကြားချက်ကိုလိုက်နာခဲ့သည် မကြာမီတပ်ဖွဲ့ဝင်များသည်ဥမင်အတွင်းလှုပ်ရှားတန်ကြားရတော်လဲယထာဆာလမ်းပေါ်တွင်လမ်းလျှောက်လာသောအရက်သားများကိုတွေ့ရပြီးရင်းတို့ထဲတွင်အင်ဂရစ်နှင့်အိုလီတို့ပါဝင်နေသည် သူတို့ကိုတရားပေါ်မှဆင်းပြီးဆွီဒင်နယ်မြေဘက်သို့ပြေးရန်ခိုင်းနေစဉ်အင်ဂရစ်ကဂျာမန်တို့သည်သူတို့၏ယထာကိုဟန်ဒါလန်တွင်နှောင့်နှေးအောင်လုပ်ထားပြီးမကြာမီရောက်လာတော့မည်ဖြစ်ကြောင်းဂန်နာကိုပြောပြသည် အချိန်မရှိတော့သဖြင့်တက်ကြက်လေးနှင့်သူ၏တပ်ဖွဲ့သည်အထောက်ပံ့တိုင်များအောက်တွင်ဖောက်ခွဲရေးပစ္စည်းများတပ်ဆင်ကြသည် ဥမင်ဝါရှိဂျာမန်စစ်သားအချို့ကပြစ်ခတ်နေစဉ်ဂန်နာသည်တရားဘေးဘက်မှတတိရှိရှိတက်သွားပြီးတန်လန်းပေါ်တွင်လိုင်းကျိုးကိုတွားရောက်တက်ဆင်သည် တနက်တန်များကြားတွင်နော်ဝေစစ်သားနှစ်ဦးသည်စနက်တန်ကိုမီးညှိလိုက်ပြီးတရား၏အစိပ်ပိုင်းတစ်ခုကိုဖျက်ဆီးနိုင်ခဲ့သည် သို့တော်လည်းထိုကြိုးပမ်းမှုမှာမအောင်မြင်ဘဲသူတို့နှင့်ဂန်နာသည်ဖမ်းဆီးခြင်းခံလိုက်ရသည် တစ်ချိန်တည်းမှာပင်အင်ဂရစ်နှင့်အိုလီတို့ကိုတစ်ဖက်ဥမင်အတွင်းပြန်လည်တွေ့ရှိပြီးအက်စလက်ဆောင်နေသောဟိုတယ်သို့ချက်ချင်းပြန်ပို့ပေးခဲ့သည် မှောင်စားပြုချိန်တွင်အမျိုးသမီးငယ်အင်ဂရစ်ကိုထမင်းစားခန်းသို့ခေါ်ဆောင်သွားပြီးမြို့သားများကိုဘေးလွတ်ရာရွှေ့ပြောင်းပေးရန်မြို့တော်ဝန်၏တောင်းဆိုချက်ကိုဂျာမန်တပ်မှူးနှင့်ကောင်စစ်ဝန်ဝါဆိုတို့ထံဘာသာပြန်ပေးခဲ့ရသည် ကြားနေရေးမူဝါဒချိုးဖောက်ခံရမှုကြောင့်ဆွေးနွေးပွဲမှာသဘောထားကွဲလွဲမှုဖြစ်လာသောအခါတပ်မှူးမှာစိတ်တူဒေါသထွက်လာသည် သူတပ်မှူးထွက်သွားပြီးနောက်အင်ဂရစ်သည်သူမခင်ပွန်းအဖမ်းခံရသည့်ကိစ္စကိုကောင်စစ်ဝန်ဝါဆိုအားရင်ဖွင့်ပြောပြရာသူကဂျာမန်ဖမ်းဆီးသူများနှင့်ညှိနှိုင်းပေးရန်သဘောတူခဲ့သည် နောက်တစ်နေ့နံနက်တွင်ပျော့ကသူမအိမ်သို့လာရောက်ပြီးတဲခိုဆောင်ရှိဗြိတိန်နိုင်ငံသားများ၏အခြေအနေကိုပြောပြကာသူတို့တောင်းဆိုထားသောဆေးရွက်ကြီးကိုတွားပို့ပေးရန်တောင်းဆိုသည် သူမသည်အပြင်ဘက်ရှိဂျာမန်ကင်းလက်တပ်ဖွဲ့များမတင်ကားမဖြစ်စေဘဲချက်ချင်းထွက်ခွာခဲ့သည် ထိုနေရာတွင်ဂျစ်နှင့်ဂျိုင်းတို့ကဂျာမန်တို့၏အမြောက်တပ်ဆွဲထားသောနေရာကိုသိရှိနိုင်ရန်ကင်းထောက်လုပ်ငန်းတွင်ကူညီပေးရန်တောင်းဆိုကြပြီးသို့မှသာဗြိတိန်တပ်များကနားဗစ်ကိုမြေပြင်မှပြန်လည်လွတ်မြောက်အောင်အစီအစဉ်ဆွဲနိုင်မည်ဖြစ်သည် နောက်ပိုင်းတွင်အင်ဂရစ်သည်ဂျာမန်တို့အစည်းအဝေးလုပ်နေစဉ်ဧည့်ခံရန်ဟိုတယ်သို့ပြန်လာသည်
တန်ရှင်းရေးလုပ်နေစဉ်အတွင်းသူမသည်အမြောက်တပ်ဆွဲမှုမြေပုံများသိမ်းဆည်းထားသောအန်ဆွဲတဲကိုခဏတာချောင်းကြည့်ခဲ့သည်လျှက်စစ်မီးများပြတ်တောက်သွားသည့်တိုင်အောင်တိုက်ခိုက်မှုသည်ညမိုးချုပ်အထိဆက်လက်ဖြစ်ပွားနေသည်ဒုက္ခသည်များသည်နှွေးထွေးမှုရရန်တဦးနှင့်တဦးကပ်နေကြပြီးစကားပြောခြင်းအယုံများနှင့်ကစားခြင်းတို့ဖြင့်အချိန်ကုန်လွန်စေကြသည်ခဏအကြာအပြစ်ခတ်ရက်စဲချိန်တွင်အက်စလက်သည်အင်ဂရစ်နှင့်အိုလီတို့ကိုနှင်းများဖုံးနေသောလမ်းပေါ်မှတဆင့်အင်္ဂလိပ်တပ်များကမ်းပေါ်တက်ပြီးတိမ့်ပိုက်ခြင်းရှိမရှိစစ်ဆေးရန်ဟိုတယ်သို့ပြန်လည်ခေါ်ဆောင်လာသည်ကံမကောင်းစွာဖြင့်ဟိုတယ်ဝန်ထမ်းပေါ်လီကထိုသို့မဟုတ်ကြောင်းအင်္ဂလိပ်တပ်များမရောက်လာကြောင်းသူတို့ကိုပြောပြသည်ဂျာမန်သင်္ဘောများအားလုံးနှိမ့်မြုပ်သွားတော်လဲအက်စလက်၏စိုးရိမ်ပူပန်မှုများကြားမှအင်္ဂရစ်သည်အလုတ်ပြန်ဆင်းရန်နှင့်ဒဏ်ရာရသူများကိုကုသပေးရန်ဖိအားပေးခြင်းခံရသည်ဝါဆိုနှင့်စစ်ဆေးပြီးနောက်သူမသည်ခမ်းမထဲမှတိတ်တဆိတ်ထွက်ခဲ့ပြီးအစောပိုင်းကမြင်ခဲ့သောမြေပုံများကိုယူရန်ရုံးခန်းထဲသို့ခိုးဝင်ခဲ့သည်ထို့နောက်သူမသည်ထိုမြေပုံများကိုဂျစ်နှင့်ဂျိုင်းတို့ထံချက်ချင်းပေးလိုက်ရာသူတို့ကပုံစံတူကူးယူပြီးနားပစ်ပတ်ပတ်လက်ရှိအရေးကြီးသောနေရာများကိုမှတ်သားလိုက်ကြသည်ဗြိတိန်တို့ကသူမ၏စူးစမ်းအားထုတ်မှုအတွက်အလွန်ကျေးဇူးတင်ကြပြီးသူတို့ကရေတပ်ကိုရေဒီယိုဖြင့်အကြောင်းကြားနေစဉ်သူမကိုမြေပုံများပြန်ထားရန်ချက်ချင်းပြန်လွှတ်လိုက်သည်နောက်ပိုင်းတွင်အင်္ဂရစ်သည်အိမ်သို့လမ်းလျှောက်ပြန်လာပြီးဂျာမန်ကင်းလက်တပ်ဖွဲ့၏စစ်ဆေးခြင်းကိုခံရပြီးနောက်ဗြိတိန်တပ်များကဘုံကျဲမှုစတင်ခဲ့ရာသူမသည်ဘုံတန်ကြားထဲတွင်ဒဏ်ရာရသွားခဲ့သည်သူမသည်ဒဏ်ရာရနေသောအိုလီကိုအိမ်ထဲမှကယ်ထုတ်နိုင်ခဲ့တော်လဲအက်စလက်မှမူအပျက်စီးများအောက်တွင်ဖိမိပြီးတေဆုံးနေသည်ကိုတွေ့လိုက်ရသည်သူတို့သားမိနှစ်ဦးသည်နားပစ်မြို့ကိုထားရစ်ခဲ့ကာထွက်ပြေးလွတ်မြောက်ခဲ့ကြသည်လေးပတ်ကြာတွင် Rice မြို့၌ဂျာမန်တို့သည်နားပစ်ပတ်ပတ်လည်တွင်တမ်မနီစီဝိုင်းအကာအကွယ်တစ်ခုကိုတိစောက်ခဲ့ကြသည်တစ်ချိန်တည်းမှာပင်ပြင်သစ်နှင့်ပိုလန်တပ်ဖွဲ့များကမြောက်ဘက်နှင့်တောင်ဘက်နယ်စပ်များမှတိုက်ခိုက်ခဲ့ကြသည်နော်ဝေတပ်များသည်ဂျာမန်ကျူးကျော်သူများကိုတောင်တန်းများပေါ်တွင်ရှာဖွေပြီးနှိမ်နင်းရန်ကြိုးပမ်းရမည်ဖြစ်သည်ဤအတော်အတွင်းဂန္နာနှင့်သူ၏နော်ဝေရဲဘော်များသည်အကျဉ်းသားများဖြစ်သွားကြပြီးနှင်းဖုံးနေသောကတုတ်ကျင်းများထဲတွင်အသက်ရှင်တန်ရန်ကြိုးစားရင်းဂျာမန်စစ်သားများခိုင်းသမျှကိုလုပ်နေရသည်နောက်ပိုင်းတွင်ဒဏ်ရာရသူများကိုကုသပေးနေစဉ်ဂန္နာသည်သူ၏ဖခင်တေဆုံးသွားသည့်အကြောင်းစစ်သားများပြောနေသည်ကိုကြားလိုက်ရတော့လဲဘုံကျဲမှုဖြစ်ပွားလာသဖြင့်တားဖြစ်သူ၏သတင်းကိုမမေးမြန်းနိုင်ခဲ့ပေကံကောင်းထောက်မှတ်စွာဖြင့်ပြင်သစ်စစ်သားများကကတုတ်ချင်းများကိုကျူးကျော်ဝင်ရောက်လာပြီးဂန္နာနှင့်နော်ဝေစစ်သားများကိုကယ်တင်ခဲ့သည်ဂန္နာသည်အာရင်ကြီးနှင့်နေပုံရတော့လဲလက်နက်ဆွဲကင်ကဘေးလွတ်ရာသို့ရွှေ့ပြောင်းရန်ခွန်အားကိုစုစည်းခဲ့သည်လမ်းခုလက်တွင်သူသည်အမြောက်တပ်တွင်အလုလုနေသောသူ၏လုပ်ဖော်ကိုင်ဖက်တဦးကိုဂျာမန်စစ်သားအမတ်ဖြင့်မှားယွင်းပစ်ခတ်မိခဲ့သည်နော်ဝေတပ်ဖွဲ့သို့ပြန်ရောက်သောအခါသူသည်နားပစ်သို့ပြန်ခွင့်ပေးရန်တောင်းဆိုသည်သို့သောတပ်မှူးကသူ့ကိုသူ၏မိသားစုနှင့်ပြန်လည်ဆုံတွေ့နိုင်လိမ့်မည်ဟုမျှော်လင့်ချက်ပေးကဒင်းတို့၏မြေကိုအရင်ဆုံးတိုက်ခိုက်သိမ်းပိုက်ရန်တိုက်တွန်းခဲ့သည်တပတ်အကြာတွင်ဗြိတိန်သင်္ဘောများသည်ဂျာမန်များအပေါ်ဆက်လက်တိုက်ခိုက်ခဲ့သဖြင့်အရက်သားအလုံးမြေအောက်ခိုခြင်းများထဲတွင်ပုန်းနေရသည်အနီးနားတွင်ဆရာဝန်မရှိသဖြင့်အင်္ဂရစ်သည်အိုလီ၏ပိုးဝင်နေသောဒဏ်ရာကိုပတ်တီးများဖြင့်ကုသပေးနေရသည်ဝါဆိုနှင့်မြို့တော်ဝန်တို့ဆွေးနွေးပွဲတွင်စကားပြန်လုပ်ပေးရန်ဟိုတယ်သို့ပြန်လာရန်ပြောကလာရောက်အကြောင်းကြားသည်ထိုနေရာသို့ရောက်သောအခါဂျာမန်ကောင်စစ်ဝန်ကဗြိတိန်ကောင်စစ်ဝန်ကိုမတွေ့မချင်းအရက်သားများ၏ရိတ်ခါကိုဖျက်တောက်ရမည်ဖြစ်ကြောင်းရှင်းပြသည်မြေအောက်ခန်းသို့ဆင်းသွားကြစဉ်တွင်ဗြိတိန်တပ်များထံသတင်းပေးနေသူကိုဖော်ထုတ်ရန်မပူးပေါင်းပါကနိုင်ငံတော်တစ္ဆာဖောက်မှုဖြင့်တရားစွဲခံရမည်ဟုမြို့တော်ဝန်ကိုတတိပေးခဲ့တော်လဲမြို့တော်ဝန်ကထိုချင်းချောက်မှုကိုပယ်ချခဲ့သည်သူမသည်ဟိုတယ်တွင်နေခြင်းကပို၍ပေးကင်းတော်လဲငင်းပယ်ခဲ့ပြီးတားဖြစ်သူထံချက်ချင်းပြန်သွားခဲ့သည်ကံမကောင်းစွာဖြင့်တကောင်ရန်အချိန်တွင်အိုလီ၏ဒဏ်ရာမှာပိုမိုဆိုးရွားလာသဖြင့်အင်္ဂရစ်သည်ခိုကျင်းမှထွက်ပြီးဝါဆို၏အကူအညီရရန်ဟိုတယ်သို့အပြေးသွားခဲ့ရသည်ဆရာဝန်များစုမှဒဏ်ရာရစစ်သားများကိုသာကုသရန်အမိန့်ထုတ်ထားသဖြင့်ဂျာမန်ကောင်စစ်ဝန်သည်အကူအညီပေးရန်ဝေခွင့်မရဖြစ်နေသည်အင်္ဂရစ်သည်စိတ်သက်ကြဆင်းသွားပြီးသူမ၏ဖျားနာနေသောတားဖြစ်သူကိုကုသပေးရန်အတွက်ဗြိတိန်ကောင်စစ်ဝန်ပုံအောင်နေသည့်နေရာကိုဖွင့်ပြောလိုက်သည်နောက်ပိုင်းတွင်အိုလီခွဲစိတ်ကုသမှုခံယူနေစဉ်ပြောကဟိုတယ်သို့လာပြီးဂျာမန်တို့သည်တဲခိုဆောင်ကိုတွေ့ရှိသွားပြီဖြစ်ကြောင်းအင်္ဂရစ်ကိုပြောပြသည်ဂန္နာနှင့်သူ၏တပ်ဖွဲ့ဝင်များသည်တဲယူပို့ဆောင်ရေးလှေပေါ်တွင်ရှိနေစဉ်ပြင်းထန်သောပစ်ခတ်မှုများနှင့်ကြုံတွေ့ရသည်ပြင်သစ်တပ်များကအနီးပတ်ဝန်းကျင်ရှိအမြောက်၅လက်ကိုဖျက်ဆီးပြီးသည်နှင့်ဥမင်တွင်ရှိဂျာမန်အမြောက်များစီသို့အပြေးလွှားသွားရန်ဗိုလ်မှူးကသူတို့ကိုညွှန်ကြားသည်အချက်ပေးတံကိုစောင့်နေစဉ်အတွင်းဂန္နာသည်သူ၏လူများကိုခေါ်ဆောင်ကာနှင်းဖုံးနေသောတောင်ကုန်းပေါ်မှတဆင့်ရန်သူနယ်မြေကိုဖျက်ကျော်ခဲ့သည်ပြင်သစ်ဘက်မှအများအပြားတေဆုံးဒဏ်ရာရနေသည်ကိုမြင်လိုက်ရသဖြင့်စိုးရိမ်သွားတော်လဲသူသည်စိတ်ကိုတင်းထားပြီးစစ်မြေပြင်မှသူ၏ရဲဘော်တအုပ်ကိုကယ်တင်ခဲ့သည်သူတို့သည်တောင်အောက်သို့ဆုတ်ခွာတော့မည့်အချိန်တွင်ဗိုလ်မှူးကအမြောက်ကိုမဖယ်ရှားပါကအမိန့်မနာခံမှုဖြင့်ပြစ်တက်မည်ဟုချိန်ချောက်ခဲ့သည်ရှေ့တန်းမှတိုက်ခိုက်ခြင်းကမြည်သည့်အကျိုးမှရှိလိမ့်မည်မဟုတ်ကြောင်းသိထားသဖြင့်ဂန္နာသည်သူ၏ရဲဘော်များကိုခေါ်ဆောင်ကာဥမင်၏နောက်ဘက်ဝင်ပေါက်သို့ရောက်ရှိရန်တောင်ကုန်း၏အခြားတစ်ဖက်သို့သွားခဲ့သည်ထိုနေရာသို့ရောက်သောအခါသူတို့သည်ရန်သူတပ်များကိုအမှတ်မထင်ဖမ်းဆီးရမိပြီးပြစ်တက်ခဲ့ကြသည်ထို့နောက်တက်ကြက်လေးဂန္နာသည်အမြောက်ပေါ်သို့တက်ကာခင်းကိုဖျက်ဆီးရန်ဖောက်ခွဲရေးပစ္စည်းတစ်ခုကိုဖောက်ခွဲလိုက်သည်သူတို့သည်တောင်ထိပ်တွင်ပေါ်လာပြီးအောက်ရှိနော်ဝေတပ်မတော်ကိုသူတို့၏အောင်မြင်မှုအတွက်အချက်ပြလိုက်ရာနော်ဝေတပ်သားများမှအခက်အခဲမရှိအပေါ်သို့တက်လာနိုင်ခဲ့သည်တစ်ချိန်တည်းမှာပင်အင်္ဂရစ်နှင့်အိုလီတို့သည်ဟိုတယ်သို့ပြန်ရောက်လာပြီးဂျာမန်တပ်များနှင့်အတူဘာလင်သို့ပြန်လည်ဆုတ်ခွာရမည့်ကျေးဇူးတင်ရှိနေသောဝါဆိုနှင့်တွေ့ဆုံသည်
ဟစ်တလာသည်နောက်ဆုံးတွင်ကဘာကြီးကိုသိမ်းပိုက်နိုင်လိမ့်မည်ဟုယုံကြည်ကအင်္ဂရစ်ကိုသူနှင့်အတူလိုက်ခဲ့ရန်ခေါ်တော်လဲသူမကညှင်းဆိုခဲ့သည်ထိုအခါသူကစစ်ပွဲအတွင်းတေဆုံးစရင်တွင်ဂန္ဓာပါဝင်နေသည့်စရင်ကိုသူမအားပြလိုက်သည်သူမသည်ပေါ်လီရှိတွင်စိတ်တက်ကြကငိုကြွေးနေစဉ်ပေါ်လီကသူမကိုဟိုတယ်တွင်အလုပ်လုပ်ခဲ့သည့်အတွက်ရော်ချင်းငွေများပေးအပ်ပြီးပုံမပေးကင်းသောမြောက်ဘက်သို့သွားရန်ပြောခဲ့သည်သူမမသိရှိသည်မှာဂန္ဓာမှာအသက်ရှင်နေပြီးတောင်ကုန်းပေါ်ရှိသူတို့၏အောင်ပွဲကိုတပ်ဖွဲ့ဝင်များနှင့်အတူအောင်ပွဲခံနေခြင်းပင်ဖြစ်သည်ပြင်သစ်စစ်သားများကသူ့ကိုနားဗစ်မြို့လွတ်မြောက်သွားပြီဖြစ်ကြောင်းနှင့်သူအိမ်ပြန်နိုင်ပြီဖြစ်ကြောင်းပြောပြသည်1940ပြည့်နှစ်မေလ28ရက်နေ့တွင်နော်ဝေတပ်ဖွဲ့ဝင်များတရားဝင်ပြန်လည်ရောက်ရှိခဲ့ကြသည်သူ၏တပ်ဖွဲ့မှထွက်ခဲ့ပြီးနောက်ဂန္ဓာသည်သူ၏အိမ်သို့အပြေးသွားတော်လဲအိမ်မှာပျက်စီးနေသည်ကိုသာတွေ့လိုက်ရသည်ကံကောင်းထောက်မစွာဖြင့်သူ့အပေါ်ထပ်သို့တက်သွားသောအခါအင်္ဂရစ်ကစောင့်နေပြီးတိုက်ခိုက်မှုအတွင်းသူမသေဆုံးခဲ့သည့်အတွက်သူမစိတ်သက်သာရသွားသည်မိသားစုနှင့်ပျော်ရွှင်စွာပြန်လည်ဆုံတွေ့ရတော်လဲသူမသည်ဂျာမန်တို့နှင့်ပတ်သက်နေသည်ဟုသောပြန့်နှံ့နေသည့်သတင်းများနှင့်ပတ်သက်၍အင်္ဂရစ်ကိုမေးမြန်းခဲ့သည်သူ၏ဇနီးကသူမသည်တေးလူမျောပါဖြစ်နေသောသူတို့၏သားကိုကယ်တင်ရန်အတွက်ဗြိတိန်ကောင်စစ်ဝင်ကိုပေးအပ်ခဲ့ရခြင်းဖြစ်ကြောင်းသူမ၏လုပ်ရက်အတွက်ခုခံပြောဆိုခဲ့သည်ဂျာမန်တို့၏ဘုံကျဲမှုအတွင်းအိမ်ထဲတွင်ပုတ်မိနေစဉ်သူတို့နှစ်ဦးသည်စစ်ပွဲအတွင်းသူတို့၏ကိုကျင့်တရားဆိုင်ရာရွေးချယ်မှုများနှင့်ပတ်သက်၍ခဏတာအခြေတင်ဖြစ်ခဲ့ကြသည်ကြာဆုံးသွားသောရဲဘော်တဦးအတွက်အရက်သားများနှင့်စစ်သားများကဝမ်းနည်းပူဆွေးနေကြစဉ်ဂန္ဓာသည်လမ်းပေါ်သို့အမြန်ပြေးထွက်ခဲ့သည်ဗိုလ်မှူးကဆက်လက်တိုက်ပွဲဝင်ရန်သူ၏တပ်ဖွဲ့ကိုစုဝေးနေစဉ်ဂန္ဓာသည်အင်္ဂရစ်ကသူ၏သားကိုခေါ်ဆောင်ကနားဗစ်မြို့မှထွက်ခွာသွားသည်ကိုမြင်လိုက်ရသည်နောက်ပိုင်းတွင်သူမစိတ်ကန်းသို့ရောက်သောအခါချော်လဲသွားတော်လဲသူမကိုတစ္ဆာဖောက်ဟုယုံကြည်နေကြသဖြင့်မိသူကမျှကူညီရန်စိတ်မဝင်စားကြပေကံကောင်းထောက်မစွာဖြင့်ဂန္ဓာသည်စိတ်ပြောင်းသွားပြီးပေါ်လာကသူ၏မိသားစုနှင့်အတူလှေဖြင့်မြောက်ဘက်သို့လိုက်ပါသွားခဲ့သည်နော်ဝေနိုင်ငံ၏အကြီးမားဆုံးတိုက်ပွဲဖြစ်သောနားဗစ်ကိုပြန်လည်သိမ်းပိုက်နိုင်မှုသည်ဒုတိယကမ္ဘာစစ်အတွင်းဟစ်တလာ၏ပထမဆုံးသောရှုံးနိမ့်မှုဟုသတ်မှတ်ကြသည်အောင်ပွဲမှာခဏတာဖြစ်တော်လဲပြင်သစ်နှင့်ဗြိတိန်တပ်များကသူတို့မသိဘဲဆုတ်ခွာသွားပြီးနောက်1940ပြည့်နှစ်ဇွန်လ10ရက်နေ့တွင်နော်ဝေတို့မှလက်နက်ချရန်ဖိအားပေးခြင်းခံခဲ့ရလေသည်